ကဲဒီလိုပီရှုလက်ပတ်လှလှလေးလိုချင်တော့တိမ့်တန်းစင်ချွေရနာဆိုင်ကိုလာခဲ့လိုက်တော့နော်ပီရှုလေးတွေကဈေးနှုန်းဘယ်လောက်ရှိမလဲပီရှုလေးတွေကဆိုရင်ဈေးနှုန်းအပြင်ကျွန်တော်တို့6သိန်း9သိန်း10သိန်းပတ်ချလဲရနေကျွန်တော်တို့10သိန်းအထိခင်းချင်ရှိပါတယ်ခင်ဗျာပီရှုလေးတွေရဲ့အတိတ်ပဲရတော့ငွေကြေးကံကောင်းခြင်းစီးပွားရေးစင်ပြေခြင်းလက်လာပါတိုးပွားခြင်းဆိုတဲ့အတိတ်ပဲလေးအမျိုးမျိုးရှိတယ်ပေါ့နော်ဒီပီရှုလက်ပတ်လေးတွေကိုကျွန်တော်တို့ဝတ်မယ်ဆိုရင်ကျွန်တော်ဘယ်လိုဝတ်ရမလဲဆိုတော့ပီရှုလက်ပတ်ကလေးကိုကျွန်တော်တို့ဒီခေါင်းလေးကိုကျွန်တော်တို့အထက်ထည့်ပြီးဝတ်ရမှာဖြစ်ပါတယ်ကိုယ့်ဘက်ကိုလှည့်ရမယ်ပေါ့နော်တကယ်လို့အပြင်ကိုလှည့်ပြီးဝတ်ထားမယ်ဆိုရင်ပတ်စံထွက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအတိတ်ပဲလေးဆောင်းကြပါတယ်ဒီပီရှုလေးကိုကျွန်တော်တို့ဆိုင်မှာတိမ့်တန်းစိတ်ချွေရတနာဆိုင်မှာဒီကြောင်စုံလေးအနေနဲ့ကြာနေပြီဖြစ်ပါတယ်စိုက်မျိုးမျိုးလေးရှိတယ်ပေါ့နော်ဒီလက်ပတ်လေးတွေကဆိုရင်ကျွန်တော်တို့ဒီအသီးလေးနဲ့လည်းရှိတယ်ပေါ့နော်ဒီလိုရှီယိုးလေးနဲ့ရှိတယ်အစားအစာပေါ့နော်ကျွန်တော်တို့တိမ့်တန်းစိတ်ချွေရတနာဆိုင်မှာပေါ့နော်မိဘပြည်သူများစိတ်ဝင်စားသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့တိမ့်တန်းစိတ်ချွေရတနာဆိုင်ကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့တိမ့်တန်းစိတ်ချွေရတနာဆိုင်ရဲ့လိပ်စာလေးကတော့မင်္ဂလာတောင်ညွန့်မြို့နယ်မြမကုံကြီးလမ်းကမုံမွေကုန်းတိုင်းမှာကျွန်တော်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်ကဲမိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ယရနာဆက်မှန်အာမခန္ဓာတန်တဲ့မြို့မှာတိမ့်တန်းယရနာ